Hello အခုထပ်မှန်ပြီးပြောပြပေးမှာကဒီ Strange Door ဆိုတဲ့ portal လိုမျိုးတွားလို့ရတဲ့တကားဒီကောင်ကအခုဒီ video မှာမြင်ရတဲ့အတိုင်းပဲဒီလိုတကားပုံစံမျိုးလေးပြီးတော့ဒီတကားကဒီ the portal ဆိုတဲ့ formula ကိုပေးမယ်နောက်ပြီးတော့ဒီကောင် credit ပစ္စည်းကိုပေးမယ်ဆိုတော့ထုံးစံတိုင်းပဲဒီကောင်မှန်ပေါင်းကြောင်နဲ့ထည့်ထားရမယ်ဆိုတော့ဒီကောင် credit ပစ္စည်းရဖို့အတွက်ကိုမှန်ပေါင်းကြောင်နဲ့ထည့်ထားရမယ်ဆိုတော့ဒီအပေါက်ကဒီမှာအခုတွေ့ရတဲ့အတိုင်းပဲကျွန်တော်ချိတ်ထားတယ်ဒီဘက်ကအဝင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုဘက်မှာအထွက်ရှိရမယ်ကွာအဲ့ဒါမှပေါ်တယ်လိုမျိုးတွားလို့ရမှာဟုတ်ဆိုတော့ဒါပေမဲ့ဒီကောင်ကတစ်ခုရှိရအယောင်တွေရွေးလို့ရတယ်ကြိုက်တော့အယောင်ရွေးအပေါက်ကိုအနီအောင်ရွေးမလားအပြောင်အောင်ရွေးမလားအမဲအောင်ရွေးမလားခဲအောင်ရွေးမလားကြိုက်တဲ့အယောင်ရွေးဟိုဘက်အပေါက်ကိုပဲအယောင်ပြောင်းဒီဘက်အပေါက်ကိုပဲအယောင်ပြောင်းစိတ်ကြိုက်လို့ရတယ်ဒါပေမဲ့တစ်ခုရှိတာကဒီဘက်အပေါက်ကအပြာဆိုရင်ဟိုဘက်အပေါက်ကလည်းအပြာဖြစ်ကြမယ်အစိမ်းဆိုရင်ဟိုဘက်ကလည်းအစိမ်းဖြစ်ရမယ်ဒါမှအပြာနဲ့အပြာကိုရောက်မယ်အခုလိုမျိုးပေါ့ပြီးရင်အစိမ်းကနေအစိမ်းကိုရောက်မယ်ခရမ်းရောင်ဆိုရင်ခရမ်းကနေဟိုဘက်ကလည်းခရမ်းဖြစ်ကြမယ်ဒီလိုမျိုးပဲအကြောင်းစင်တူထားဖို့တော့လိုတယ်ဟိုဘက်နဲ့ဒီဘက်ကိုဆိုတော့ဒီကောင်ကနှစ်ချက်ရှိဖို့လိုတယ်ဒါဆိုရင်ကျွန်တော်အခုအစိမ်းတကားကနေဝင်လိုက်တာအစိမ်းတကားကနေပြန်ထွက်လာတယ်အဲ့တော့ဤခဏနာပါခြင်းတဲ့သူတွေကအိမ်သားထဲမှာတစ်ချက်ထားလမ်းလျှောက်ကြမလို့ပဲမြန်မြန်ရောက်တာပေါ့